ဒီခုနှစ်တွေဟာဘဝမှာအခါသီးဆုံးလိုတောင်ဆိုလိုရတဲ့ခေတ်တွေပါမပျော်ရွှင်စရာတွေကြီးပဲများစွာကြုံတွေ့ခဲ့ရတယ်ဒါတွေဟာခဏပါတနေ့တော့အဆင်ပြေသွားမှာပါလို့ကိုယ်စိတ်ကိုနင်းသိရင်နဲ့ကြိတ်မိတ်ပြီးဖြစ်တန်ခဲ့တာလေဒီနေ့ဆိုရက်ဆွဲပေါင်းတော်တော်တောင်ကြာခဲ့ပြီပေါ့ခန္ဓာရည်ရှိလို့မဟုတ်ပေမဲ့ခန္ဓာရည်ရှိအောင်နေခဲ့ရတယ်ပျော်နေတာမဟုတ်ပေမဲ့ပျော်အောင်ပဲနေခဲ့ရတယ်ဘာပဲဖြစ်ဖြစ်ပြိုလဲလို့မဖြစ်သေးဘူးဆိုတဲ့စိတ်တွေနဲ့ပဲရှေ့ဆက်ပြီးရှင်တန်ခဲ့ရတာဖြစ်နိုင်ဟိုးတုန်းကနေ့ရက်တွေကိုပြန်သွားချင်တယ်နောက်ပြီးတန်ဖိုးထားချင်တယ်အရင်ကကိုယ့်အနားမှာတရင်တနည်းရှိခဲ့ကြတဲ့တငယ်ချင်းတွေနဲ့လည်းပြန်ဆုံပြီးစူးစီးချင်တယ်တကယ်ပါဒီနေ့တွေဟာဘဝမှာမကြုံစဖူးကြုံခဲ့ရတဲ့အမွန်းကျက်ဆုံးနေ့ရက်တွေပါဝင်ခံရရင်အဝေးဆုံးကိုထွက်ပြေးသွားချင်တာဒါပေမဲ့အရှုံးပေးလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေနဲ့ပဲကိုဘဝကိုပျော်အောင်နေခဲ့ပါတယ်မိုက်တယ်ဗျာ